အားလုံးပဲမင်္ဂလာပါရန်ကုန်ဦးရဲ့ကားရောင်းဝယ်ရပါရှင်ဒီနေ့မှာတော့ညီမတို့စီမှာနော် Suzuki 2010 Auto လေးကိုဒီနေ့စီရင်ချဝယ်ယူသွားတဲ့မင်္ဂလာနေ့လေးဖြစ်ပါတယ်ဒီကိုတွေကတော့ဒါမှဥပင်ကနေပြီးတော့မှလာရောက်ဝယ်ယူအားပေးတာဖြစ်ပါတယ်နော်ဆိုတော့အနေနဲ့ရဲ့ကနေညီမတို့ကိုဝယ်ယူအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်ညီမတို့စီမှာကတော့ Auto ဆိုလို့ရှိရင်ရောင်းထွက်တာလည်းမြန်နေပေါ့နော်ဆိုတော့ကကြတော့အခုကတော့ဒါဒီကားလေးကဒါမန္တလေးလိုင်စင်လေးလည်းဖြစ်တယ်နံပါတ်ပြအသစ်လိုင်စင်အသစ်ပေါ့နော်ညီမတို့ဒါလုပ်ပေးထားတာလေးပါဆိုတော့အခုကတော့ဒီကိုတွေကဒါမန္တလေးလိုင်စင်နဲ့မယူဘဲနဲ့ပဲခူးလိုင်စင်လေးပြောင်းချင်ပါတယ်ဆိုတော့ကြောင့်မလို့ညီမတို့ပဲခူးလိုင်စင်လေးလည်းပြောင်းပေးမှာဖြစ်ပါတယ်ဆိုတော့ customer စိတ်တိုင်းကြဝယ်ယူသူစိတ်တိုင်းကြလုပ်ပေးပါတယ်နော်ဆိုတော့ဈေးလေးကိုလည်းအဆင်ပြေအောင်ညှိနှိုင်းပြီးတော့မှရောင်းပေးထားတာပဲဖြစ်ပါတယ်ဒီကားလေးမှာအရှိတာယာနှလုံးနှင်းငယ်လေးရော့နေတဲ့အတွက်ကြောင့်မလို့တာယာနှလုံးကိုလည်းအသစ်လဲပေးဦးမှာဖြစ်ပါတယ်နော်လိုက်စအသစ်နံပါတ်ပြအသစ်နဲ့ရအောင်ညီမတို့လုပ်ပေးမှာဖြစ်ပါတယ်ရှင်နော်ဆိုတော့နောက်ထပ်ကျန်တဲ့ကားလေးကတော့ Honda AT ကားလေးကျန်ပါဦးမယ်ဒီကားလေးကတော့ model က2006 model နော် eco မပါဘူး power steering ဖြစ်သွားမယ် AOR license လေးနဲ့ရမယ် model လည်းမြင့်နေနံပါတ်တန်းရလည်းမြင့်နေဈေးလေးကလည်း298သိန်းပဲခေါ်ထားပေးတဲ့ကားလေးဖြစ်ပါတယ်နောက်ထပ်ကားလေးတစ်စီးကတော့ Mitsubishi လေးပါ2006လေးပါဒီကားလေးဆိုလို့ရတာညီမတို့ကညနာယုံမှာတရားဝင်ရင်စစ်ဆေးထားပြီးသားကားလေးဖြစ်ပါတယ်ဝယ်ယူသူအနေနဲ့ရင်ထက်စစ်စရာမလိုတော့ပါဘူးရှင်เนาะဆိုတော့ရောင်းပေးမဲ့ဈေးလေးကလည်း328သိန်းကိုညီမတို့ညီနိုင်ဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ကားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင်တော့39ခွန်1165လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွက်အုတ်ချိုရည်မူယုံနီးမှာကားလေးလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမတတ်တာပါ